ကြီးများအထူးကုဆရာကြီးများဆေးရုံဝန်ထမ်းများဟီမိုဖီလီယာလူနာများနဲ့သူတို့ရဲ့မိသားစုများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့နှုတ်ခွန်းဆက်ပါလို့အရင်ဆုံးကတော့ဒီဟီမိုဖီလီယာလူနာတွေနဲ့သူတို့မိသားစုတွေပေါ့နော်ဒီလိုကြမ်းကြမ်းမာမာနဲ့ဒီလိုလာရောက်တက်ရောက်နိုင်တာနောက်အခန်းပြေးလူကြီးပါတွေ့ရတာလည်းတော်တော်လေးကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်တကယ်တော့ဟိုမှာ World Hemophilia သွေးမတိတ်ကမ္ဘာသွေးမတိတ်ယောဂနေ့ကဧပြီလ18ရက်ဆိုပြီးတော့သတ်မှတ်ထားပါတယ်ဘာလို့18ရက်လဲဆိုတဲ့အခါကျတော့သူဒီ World Hemophilia World Federation of Hemophilia ပေါ့နော် WHF ကိုတီထောင်တဲ့လူ Frank Schnabel ဆိုတဲ့လူကသူကကနေဒါသူ့ရဲ့မွေးနေ့ကိုသူဒီလိုဂုဏ်ပြုသောအဖြစ်သူဒီ Frank Schnabel ရဲ့မွေးနေ့မှာဒီ World Federation of Hemophilia ဆိုပြီးတော့ကျင်းပတာပါသူ့ကိုဂုဏ်ပြုချင်တာပါဒါပေမဲ့ဒီမှာတော့ပိတ်ရက်နဲ့နှစ်သက်ကူးရက်နဲ့တိုက်ဆိုင်တယ်လို့စောပြီးကျင်းပတာဖြစ်ရပါတယ်နည်းနည်းလေးဟိုရာဇဝင်လေးတို့မို့အတွေ့အကြုံလေးပြောပြကြတယ်ပေါ့2004ခုနှစ်တုန်းကဆရာရဲ့နောက်ဒီမှာပါမောက္ခဒေါက်တာပီတာအောင်ရဲ့နောက်အဲ့တော့ဒေါက်တာတင်ညွန့်ဆိုတာအမျိုးသားဓာတ်ခွဲခန်းညွှန်ကြားမှုပေါ့ဆရာတို့ဘန်ကောက်မြို့မှာသွားပြီးတော့အဲ့ဒီ World Federation of Hemophilia Congress ပေါ့နော် WHF Congress ကိုဘန်ကောက်မှာသွားတက်တယ် Queen Sirikit Convention Center ဆိုတာလူတွေတော်တော်များတယ်လူနာတွေလည်းအများကြီးပဲဆရာဝန်တွေလည်းအများကြီးပဲအဲ့ဒါနဲ့အဲ့ဒီမှာဆရာအဲ့ဒီသူတို့ရဲ့ဥက္ကဋ္ဌပေါ့အဲ့တော့ WHF ဥက္ကဋ္ဌကိုတွေ့တဲ့အခါကျတော့သွားမိတ်ဆက်တာပေါ့နော်သွားမိတ်ဆက်ပြီးဟာကျွန်တော်တို့ကမြန်မာနိုင်ငံကပါကျွန်တော်တို့ဒီသွေးမတိတ်ယောဂါနဲ့ပတ်သက်ပြီးတော့အကူအညီလိုချင်ပါတယ်လို့ပြောတဲ့အခါကျတော့သူကဘာပြောလဲဆိုတော့ခင်ဗျားကဗာလဲလူနာလားဆရာဝန်လားဆိုပြီးတော့ကျွန်တော်ဆရာဝန်ပါလို့ပြောတော့သူဘာပြောလဲဆိုတော့ तू ကဆရာဝန်မဟုတ်ဘူးပေါ့ကျမ်းမာရေးဝန်ထမ်းလည်းမဟုတ် तू ကလူနာ WFH ဥက္ကဋ္ဌ तू အဲ့ဒီမှာဒုက္ခတစ်ချောင်းနဲ့ထောနေနဲ့ပေါ့နော်အဲ့တော့ तू ကဘာပြောရလဲဆိုတော့ तू ကဆရာဝန်နေနဲ့သူတို့လက်တွဲပြီးလုပ်ပါတယ်ပေါ့နော်ဒါပေမဲ့ तू အသင်းကအဓိကကဒီ hemophilia လူနာအသင်းသူကိုယ်တိုင်လည်းလူနာ hemophilia လူနာတွေသူတို့အဓိကအကူအညီပေးကြလို့ပေါ့နော်သူတို့အဲ့လိုဆောင်ရွက်တာဖြစ်ပါတယ်ပေါ့နော်ဟိုဆရာဝန်တွေနဲ့တွဲလုပ်ပြီးမယ်သူတို့ရည်ဝယ်တာတော့အဓိကဒီလူနာတွေအတွက်အဲ့တော့ဒါခင်ဗျားတို့တိုင်းပြည်မှာ hemophilia လူနာအသင်းရှိလားဆိုတော့အဲ့တော့အသင်းမရှိဘူးအသင်းမရှိအောင်လည်းမကောက်ဘူးသူ့အကူအညီသွားတောင်းတာဓမ္မဟို factor 8တောင်မှမရှိဘူးပေါ့နော်ကျွန်တော်တို့2004ခုနှစ်မှာ cryo လုပ်ဖို့တော့မှတော်တော်လေးအခက်အခဲရှိတဲ့အချိန်မျိုးဖြစ်နေတယ်เนาะအဲ့တော့ကတော့ဒီအခက်အခဲပေါင်းမျိုးစုံပါဒါပေမဲ့အဲ့ဒီမှာဒီသွေးလူပန်းမှာအခက်အခဲရှိတယ်ဒီ triple back တွေပေါ့เนาะဒီ8တွေမှာလည်းအခက်အခဲရှိတယ်နောက်သွေးလူရှင်စီအလုံးလောက်ရဖို့လည်းအခက်အခဲတွေရှိတယ်အဲ့ဒါနဲ့သူကလည်းလူနာအသင်းရှိမှတိုင်းရိုက်ကူညီခြင်းတယ်ဆိုတော့လူနာအသင်းတော့ဖြစ်ချင်တာပေါ့เนาะဒါပေမဲ့ရုံးကနေကြီးဖြစ်ဖို့ဆိုတာတော့လည်းမလွယ်ဘူးပေါ့အဲ့ဒီမကြခင်မှာပဲဆရာအဲ့ဒီမှာ UK လန်ဒန်ကိုရောက်ပါတယ်အဲ့တော့လန်ဒန်ရောက်တဲ့အခါကျတော့အဲ့ဒီမှာဒေါက်တာတင်းတင်းရီဆိုတာရှိပါတယ်ဒီဒေါက်တာတင်းတင်းရီဆိုတာတော့လန်ဒန်ကအဲ့ Royal Free Hospital ဆိုတော့မှာ Hemophilia Center မှာအလုပ်လုပ်နေတစ်ချိန်တော့ဆရာနဲ့အတူတူရန်ကုန်ဆေးရုံကြီးမှာအတူတူလုပ်ခဲ့တယ်ကိုယ့်ရဲ့ junior colleague ပေါ့လေသူတို့တွေကနောက်ကျတော့သူ MRCP အောင်ပြီးတဲ့အခါကျတော့အဲ့ဒီUK ကိုထွက်သွားတယ်အဲ့ဒီမှာပြန်တွေ့တဲ့အခါကျတော့သူကဒီ hemophilia ဒီဌာနမှာလုပ်တော့တော်တော်လေးတက်ကြွတယ်သူမြန်မာနိုင်ငံကိုကူညီခြင်းနဲ့ဆိုပြီးအဲ့ဒါဆရာတို့နဲ့ဆွေးနွေးကြတယ်လူနာအသင်းတော့မရှိသေးဘူးဒါပေမဲ့ပထမဆုံးသူအဲ့ဒီမှာဘာလုပ်ပေးလဲဆိုတော့ Novo Nordisk Foundation ဆိုတာရှိတယ်เนาะသူတို့ကလည်း hemophilia နဲ့ပတ်သက်ပြီးတော့ပေါ့เนาะဒီကုသမှုနဲ့ပတ်သက်ပြီးတော့သူတို့ကအထောက်အကူပေးနေတာရှိတော့အဲ့တော့အရေးကြီးဆုံးကတော့ဒီမှာတို့က diagnosis first step to care ဆိုပြီးရေးထားတော့ဒီ hemophilia နဲ့ပတ်သက်ပြီး training တွေပေးခြင်းတယ်ဆိုပြီးတော့ပထမဆုံးပါမောက္ခဒေါက်တာထွန်းလွင်ရေးဆိုတာကျွန်တော်နဲ့အတူတူလုပ်နေပါတယ်သူ့အနေပြီးတော့
အဲ့ဒီဘန်ကောက်မြို့မှာအဲ့ဒီမှာရာမာဒီပတိဆေးရုံမှာသူ6လသွားပြီးတော့ဒီ hemophilia ယောဂါသူတို့တွေဘယ်လိုလုပ်နေလဲဆိုတာကိုအသေးစိတ်သွားလေ့လာတယ်။ဘာဖြစ်လို့လဲဆိုအဲ့ဒီအချိန်ခါတော့ဘန်ကောက်ကသူတို့ဒီ WFH နဲ့ပူးတွဲပြီးတော့သူတို့တော်တော်လုပ်နေတဲ့နေရာမှာတော်တော်လေး Professor Patra Bong ဆိုတာတော်တော်လေးကိုနာမည်လဲရတယ်ထိလဲထိရောက်တယ်။အဲ့ဒါပထမဆုံးမှာနောက်ပြီးတော့မှဒီဒေါက်တာတင်းသိန်းကြီးကဘာတွေလုပ်လဲဆိုတော့အမျိုးသားဓာတ်ခွဲခန်းမှာ training တွေလာပေးပါတယ်အထူးဖြင့်ဆရာဝန်တွေရဲ့နောက်ဓာတ်ခွဲခန်းမှုတွေရဲ့ပေါ့နော်ဒီဓာတ်ခွဲခန်းထဲမှာဒီ hemophilia ယောဂါကိုဘယ်လိုလုပ်မယ်ပေါ့နော်ယောဂါဖော်ထုတ်မယ်ဘယ်လိုစမ်းသပ်မှုတွေပြုလုပ်မယ်နောက်ဘယ်လို inhibitor ရဲ့အစပေါ့နော်ဘယ်လိုဖော်ထုတ်မယ်ဆိုတာတစ်ခုပြီးတစ်ခုသူလာပြီးတော့ workshop တွေလုပ်တယ်နော်တော်တော်လေးကိုထိရောက်တဲ့ workshop တွေနောက်ကြတော့မှဒီhemophilia luna အသင်းထောင်ဖို့အတွက်လည်းသူဘက်ကအကြံဉာဏ်တွေအမျိုးစုံပေးတယ်ဒီဘက်မှာလည်းနောက်ဆရာထုံးလွင်ငိမ့်တို့နောက်ဒီမှာဒေါက်တာအေးအေးခိုင်တို့ဘာလို့အစပေါ့နော်ဒေါက်တာအေးကြီးတို့ဒေါက်တာစိန်ဝင်းတို့အကုန်လုံးပူးပေါင်းပြီးတော့ပေါ့ဒီ hemophilia luna အသင်းဖြစ်ဖို့ဝိုင်းဝန်းကူညီကြရင်းနဲ့နောက်ဆုံးဒီ hemophilia luna အသင်းဟာတရားဝင်ဖွင့်ခွင့်ရတော့တယ်ဖွင့်ခွင့်ရတော့တဲ့အချိန်မှာသူတို့အဲ့မှာ training program ဆိုပြီးဆက်လုပ်ပါတယ်ဆိုတော့သူတို့ရဲ့ center နဲ့အဲ့ဒီလန်ဒန်က center နဲ့အဲ့ဒီhemophilia center နဲ့ဒီမြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနဲ့အဲ့မှာ training program ဆိုပြီးလုပ်ပြီးတော့သူတို့ဆေးဝါးတွေကအစပံ့ပိုးမှုတွေပေးတာပေါ့နော် factor 8 concentrate တွေပေးတယ်နောက်ဆုံးအခုဒီမှာဒီ Hemlibra ဆိုတဲ့ဆေးပေါ့နော်အဲ့ဒါအထိရအောင်အထိတော့သူတို့ဒီ World Hemophilia Federation နဲ့ပေါင်းပြီးတော့ဆောင်ရွက်ပေးတဲ့အခါကျွန်တော်တို့ဒီလူနာတွေအကောင်းဆုံးကုသမှုရနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့တစ်ဖက်ကတော့ဒီကျန်းမာရေးဝန်ကြီးဌာနရဲ့ဝန်ထမ်းတွေပေါ့နော်ဒီကျန်းမာရေးဦးစီးဌာနမှာရှိတဲ့အကုန်လုံးဒီဆရာဝန်ကြီးတွေသမားတော်ကြီးတွေယောဂဗေဒဆရာဝန်ကြီးတွေဓာတ်ခွဲမှုပညာရှင်တွေနောက်ဒီသူနာပြုဘိုင်းဆိုင်ရာအကုန်လုံးဝိုင်းဝန်းလုပ်နေကြတာပေါ့နော်ဒါပေမဲ့အဓိကတော့ဘာလဲဆိုတော့ဒီလူနာအသင်းပေါ့နော်လူနာအသင်းသူတို့တိုက်တွန်းတာဖြစ်စေချင်တာလူနာအသင်းဘာဖြစ်လို့လဲဆိုတော့ဒီ French Nobel ဆိုတဲ့လူကသူ hemophilia ဖြစ်တယ်သူကတော့တတ်နိုင်တယ်သူကစီးပွားရေးသမားပေါ့နော်သူဒီအသင်းကိုထူထောင်တာလူနာတွေအတွက်ကိုထူထောင်တာအဲ့တော့သူကလည်းသူ့တိုင်းပြည်မှာဒါလေးတစ်ခုလည်းတည်ထောင်ဖို့မဟုတ်ဘူးသူ့ရည်ရွယ်ချက်ကဘာလဲဆိုတော့တိုင်းပြည်တိုင်းမှာ hemophilia luna အသင်းတွေတည်ထောင်မယ်ဆိုရင်သူတို့ကအကုန်လုံးဝိုင်းပြီးတော့ကူညီမယ်ပြီးအဲ့ဒီမှာမှဘာတွေလဲဆိုတော့ဒီပညာပိုင်းဆိုင်ရာတွေပေါ့နော်ဆရာဝန်နဲ့ပူးပေါင်းပြီးတော့တိုးတက်မှုတွေရအောင်ပညာပိုင်းဆိုင်ရာတွေကိုဝိုင်းဝန်းကူညီကြမယ်ကုသမှုပိုင်းတွေတိုးတက်အောင်လုပ်ကြမယ်အရေးကြီးတာသူတို့ကဘာလဲဆိုတော့ဒီရန်ပုံငွေရရှိရေးเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ factor 8တွေပေးနိုင်တယ်ဒီHemlibra ဆေးတွေပေးနိုင်တယ်ဆိုတော့ရန်ပုံငွေရရှိရေးပေါ့အဲ့တော့ဆေးကုမ္ပဏီကြီးတွေစီကနေပြီးတော့မှသူတို့ကပြန်အလှူခံတယ်အဲ့လိုလုပ်တာအဓိကတော့သူတို့ကလူနာအတွက်ကိုလူနာသားလင်းအဓိကပေါ့လူနာသားလင်းပဒါနပေါ့နော်ဆိုတော့အဲ့လိုဆောင်ရွက်တာဖြစ်တယ်အဲ့တော့ဒီလူနာအသင်းတွေကိုဦးစားပေးပြီးတော့ဒီဟာကိုဖွဲ့စည်းခဲ့တာအဲ့တော့အခုကဘာလဲဆိုတော့အရင်တုန်းကတော့ဆေးကုတယ်ဆိုတဲ့နေရာမှာလူနာဆရာဝန်စီလာတယ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလုပ်ရတယ်ဆရာဝန်ပြောတာနားထောင်ဆရာဝန်တိုက်တဲ့ဆေးတောက်ပြီးတော့ဒါပေမဲ့အခုဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့ဆေးကုတာတယ်ဆိုဝေဒနာရှင်ကဘာလုပ်လဲဝေဒနာရှင်ကလူနာเนาะအဲ့တော့ဒီလူနာဟာသူ့အခက်အခဲတွေဘာရှိလဲသူ့ယောဂတဘာဝအသေးစိတ်ဘယ်လိုရှိလဲကျွန်တော်တို့ကဒီpatient centered care ဆိုပြီးပြောလာတာပေါ့နော်အဓိကဆရာဝန်မဟုတ်ဘူးအဓိကလူနာရဲ့လိုအပ်ချက်ကိုဆရာဝန်ကဖြည့်ဆည်းပေးရမယ်ဆိုတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီလူနာအသင်းဆိုပြီးဖြစ်လာတဲ့အခါကျတော့အရင်တော့ကတော့အဆောင်သွားလိုက်ဒီဆေးရုံသွားလိုက်ဆေးရုံသွားလိုက်အဆောင်သွားလိုက်နဲ့သူတို့မှဘယ်သူ့ကိုအားကိုးအောင်မှလည်းမသိဘူးပေါ့နော်အဲ့တော့တော်ကြရင်ဒီသွေးကြီးရော cry ရောဆေးရောရလိုက်မရလိုက်နဲ့ဖြစ်နေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဒီလူနာအသင်းဆိုပြီးဖြစ်လာတဲ့အခါကျတော့တခုကတော့ဘာလဲဆိုတော့ကိုယ့်လိုလူနာတွေအများကြီးရှိတာပဲပေါ့အပေါင်းအသင်းတွေမိတ်ဆွေတွေအများကြီးရလာတယ်တယောက်နဲ့ကိုချင်းစာလို့ရလာတဲ့သဘောတယောက်နဲ့အားပေးလို့ရလာတယ်အားရှိလို့ရလာတယ်ဒီအပြင်ဒီလူနာအသင်းအနေနဲ့ပေါ့နော်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုနေပြီးတော့စနစ်တကျပြန်ပြီးတင်ပြလို့ရတယ်
အထူးသဖြင့်အခုဆိုလို့ရှိရင်ဒီ hemophilia ဒီလူနာအသင်းဟာတရဝင်နော်မှတ်ပုံတင်ပြီးဖွင့်ခဲ့ရတဲ့အသင်းဖြစ်သွားတော့ပို့ပြီးတော့ဒီလှုပ်ဆောင်ချက်လေးတွေကလောကကန်ရတာလေးကအဆင်ပြေတာဖြစ်တယ်ဒီအပြင်သွားလဲတက်ဖူးကြပါတယ်ဟိုတချို့လည်းပဲဒီ World Hemophilia Federation မှာဒီ Congress မှာသွားပြီးတက်ဖူးကြတယ်လူတွေရှိလာပါတယ်အဲ့တော့တစ်ဖက်တစ်လမ်းကတော့ဆရာဝန်တွေအနေနဲ့ကတက်နိုင်တယ်လို့ဤမျိုးစုံနဲ့ကုသပေးမှာပဲကုသမှုတွေကလည်းတိုးတက်လာပြီအဲ့တော့ဒီမှာ first step to get diagnosis first step to get ဆိုတော့ဘာပြောလဲဆိုတော့ဒါပေမဲ့ဒီ World Federation of Hemophilia ကမ္ဘာပေါ်မှာတဲ့ hemophilia ယောဂဖြစ်တဲ့လူတွေရဲ့85%ရာခိုင်နှုန်းဟာဒီယောဂလည်းရှိမရှိကိုတိတိကျကျမသိဘူးကုသမှုလည်းမရသေးဘူးလေနော်အထူးသဖြင့်နယ်ပယ်မှာနေထိုင်တဲ့လူတွေတော့သူကကမ္ဘာနဲ့ချီပြီးပြောနေတာအဲ့တော့သူစီမှာအခုက Federation ဆိုတာတော့ဒီတိုင်းပြည်တိုင်းအသင်းဖွဲ့တွေစုထားတဲ့ဒီအသင်းစုကြီးပေါ့နော်အသင်းစုကြီးကို Federation လို့ခေါ်တာ Federation က150ကျော်အသင်းနိုင်ငံပေါင်း150မှာဖွဲ့ထားပြီးဖြစ်ပါတယ်အဲ့တော့သူတို့ကဖြစ်စေချင်တာကတော့ဒီနိုင်ငံတွေမှာနော်ဒီ hemophilia ယောဂမသိသေးတဲ့လူတွေကိုသိအောင်နော်နောက်ပြီးတော့မှကုသမှုတွေရအောင်ဆောင်ရွက်ဖို့ရည်ရွယ်တာပေါ့ပြုံးတိုင်းတော့ဒါလွယ်တာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အထူးဖြင့်ကမ္ဘာပေါ်မှာနော်ဟိုအခက်အခဲရှိတဲ့အတိုင်းပြည်တွေပေါ့နော်သူတို့အများကြီးရှိသေးတယ်နော်စီးပွားရေးအရာအခက်အခဲရှိနေတဲ့အတိုင်းပြည်တွေအများကြီးရှိတယ်လမ်းပန်းဆက်သွယ်မှုအရာအခက်အခဲရှိနေတဲ့အတိုင်းပြည်တွေအများကြီးရှိတယ်ဟုတ်ပြီဒီနေ့ဒီရက်မှာဟို World Hemophilia Day ဆိုပြီးကျင်းပတာပေါ့အခုတစ်ဖက်တစ်လမ်းကလည်းဆေးပညာနေနဲ့တိုးတက်လာတော့ဒီကျန်းမာရေးစောင့်ရှောက်မှုကိုနော်ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့အကောင်းဆုံးလုပ်ပေးမှာပဲเนาะအဲ့တော့အရင်တော့ကဒီသွေးရည်ကြီးရိုးရိုးသွေးရည်ကြီး fresh plasma ပေးနေရတယ်နောက်ကြတော့ဒီ fresh frozen plasma ပေးနေရတယ်နောက်ကြတော့ cryo ဆိုတာပေးနိုင်တယ်နောက်ကြတော့ဒီ factor 8 concentrate ပေးနိုင်တယ်နောက်ကြတော့ hemlibra ပေးနိုင်တယ်နောက်ကြတော့ဒီအဲ့ဒီဒေါက်တာတင်းတင်းကြီးတို့အကူကြီးနဲ့ပဲ hydrotherapy တို့ physiotherapy တို့စနစ်တကျလုပ်ပေးလာနိုင်တယ်အခုလဲနောက်ဆုံးပေါ်မကြခင်တင်ပြမယ်ထင်ပါတယ်ကျွန်တော်တို့ကပါလဲဟို radio synovectomy လားမသိဘူးเนาะအဲ့ဒီမှာဟိုထိခိုက်နေတဲ့ဒီအဆစ်တွေကိုတက်တာအောင်ရအောင်နောက်ဆုံးပေါ်နီလန်ပေါ့เนาะဆိုအဲ့ဒါကိုလည်းလုပ်ပေးဖို့စူးစမ်းနေတာပေါ့ဒါပေမဲ့လူနာတွေဘက်ကဘာလဲဆိုတော့ဒီအသင်းဖြစ်ပေါ်လာတဲ့အခါကျတော့เนาะတယောက်နဲ့တယောက်ကိုအားပေးလို့ရတယ်နောက်ချိတ်ဆက်ပေးလို့ရတယ်ပြီးတဲ့အခါကျတော့အရေးကြီးတာကျွန်တော်တို့ကဒီမှတ်ပုံတင်တာပါ registration လို့ခေါ်တယ်ဒါမှလူနာဘယ်နှယောက်ရှိတယ်ဘယ်မှာနေကြတယ်ဘယ်လိုကုသမှုရယူနိုင်တယ်ဘယ်လိုလမ်းညွှန်ပေးနိုင်တယ်အခုလည်းလုပ်နေပါတယ်ဒါတိတ်ကိုအရေးကြီးပါတယ်အဲ့တော့စောစောကလည်းပြောခဲ့ပါတယ်ဒါတွေကเนาะလူများများသိလေကောင်းလေဆိုတာအဲ့တော့မြို့ကြီးမှာနေမဟုတ်ဘူးเนาะနယ်ပယ်မှာရှိတဲ့လူတွေဒီယောဂဖြစ်ပြီဆိုလို့ရှိရင်ဟာဒါဝဏ္ဏကန္နာပဲဒါမွေးရပါပဲလို့ဒါလက်လျှော့ပြီးမနေပဲနဲ့เนาะဒါကုသမှုရှိတယ်ဒါကိုရင်ဆိုင်ပြီးကြော်လွှားနိုင်တယ်เนาะဒီယောဂရှိပြီးတော့ဘဝမှာအောင်မြင်တဲ့လူတွေလည်းအများကြီးရှိတာပဲပေါ့နော်ဆိုတော့အဲ့ဒီလိုအားပေးနိုင်အောင်เนาะအဲ့ဒါအသင်းအနေနဲ့ကเนาะအသင်းဝင်တွေအနေနဲ့ကကိုယ်လည်းစိတ်ကုသရင်တခြားလူတွေလည်းကိုယ့်လိုလူတွေလည်းစိတ်ကုသနိုင်အောင်တိုက်တွန်းပေးဖို့လိုတယ်နောက်တစ်ခုဒီမှာဆရာအနေနဲ့ထပ်ပြီးတော့တိုက်တွန်းနေတာပါလဲဆိုတော့ဘာပဲဖြစ်ဖြစ်เนาะဟိုသွေးကြီးသွေးတော့လိုသေးတယ်เนาะဘာဖြစ်လို့လဲဆိုတော့ဟိုဒီ factor 8တို့ဒီ hemlibra လို့ဆိုတော့တယောက်မကြံပေးဖို့ခက်ခဲတဲ့အပြင်เนาะနယ်ပယ်ဒီမှာလည်းအခက်ခဲတွေရတယ်ရှိသေးတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်သွေးကတော့အမြဲလိုနေတာပဲဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်ကျွန်တော်တို့ကဒီသွေးကိုနေပြီးတော့ခွဲလိုက်တာပေါ့နော်ဟိုသွေးနီဥကိုတစ်ခါခွဲတယ်သွေးရည်ကြီးကိုတစ်ခါခွဲတယ်သွေးရည်ကြီးကမှတစ်ခါ cryo ဆိုတာကိုလုပ်တယ်ပေါ့နော်ဒီ cryo ကလိုအောင်ပါပဲဒီ cryo ဆိုတာတစ်ထုပ်ပေးလို့လည်းမရအောင်နှစ်ထုပ်ပေးလို့လည်းမရလိုတော့ပေးရတာပေါ့အဲ့တော့ဆေးရုံတွေမှာပေါ့နော်နေရဆေးရုံတွေမှာလည်းပဲဒီလိုပါပဲဒီသွေးနဲ့သွေးရည်ကြီးကအမြဲတမ်းလိုနေမယ်ဆိုတော့နော်ကိုယ်တိုင်ကလည်းဒီလိုဘဝကနေပြီးတော့ရုန်းကန်လာကြတာပဲလေနော်အဲ့တော့သွေးလူရှင်တွေတော့စီယုံပေးဖို့လိုတယ်နော်အဲ့တော့ဆရာဝန်တွေဘက်ကလည်းဟိုသွေးလူရှင်တွေကိုစီယုံပေးသလိုပဲလူနာရှင်တွေဘက်ကလည်းကိုယ့်ရဲ့အမျိုးအဆွေတွေနော်မိတ်ဆွေတွေနော်တစ်ယောက်ဆိုလဲတစ်ယောက်နှစ်ယောက်ဆိုလဲနှစ်ယောက်ရသလောက်ဒီသွေးလူရှင်ကိုစီယုံပေးဖို့လိုပါတယ်
နော်အဲ့တော့ဒီမှာမိဘတွေလည်းရှိတယ်ဆွေမျိုးတွေလည်းရှိတယ်နောက်ကိုယ့်ရဲ့သားသမီးတွေလည်းဒီလိုသွေးရည်ကြီးတွေတွန်းခဲ့ရတာပဲဆိုတော့နော်သူများတွေလည်းဒီလိုပဲခံစားခွင့်ရအောင်နော်သွေးလူရှင်တွေရဖို့ကြုံရမှာနေပြီးတော့ကြုံလေရမှာနေပြီးတော့သွေးလူရှင်အလူခံပေးဖို့တော့ဒါမေတ္တာရက်ခံတာပါနော်အမြဲတမ်းလိုနေမှာပဲနောက်တစ်ခုကဘာလဲဆိုတော့ဒီသွေးလှူလိုက်တဲ့အခါမှာကိုကသွေးရည်ကြီးပဲသုံးလိုက်ပါလေဒါပေမဲ့သွေးနီကူကတခါသူများအတွက်အကျိုးရှိတယ်အထူးသဖြင့်တယ်လာစီမီယာယောဂါတွေနော်သွေးအများကြီးသွင်းနေရပါတယ်ကလေးတွေမှာလည်းရှိတယ်ကြီးတဲ့လူတွေမှာလည်းရှိပါတယ်အဲ့တော့ဒီတယ်လာစီမီယာလူနာတွေအတွက်ကလည်းအထူးသဖြင့်သွေးနီဥနော်အဲ့တော့ packed red cells ပေါ့နော်သွေးနီဥကလည်းအမြဲတမ်းလိုနေတယ်အဲ့တော့သွေးလူရှင်တစ်ယောက်အနေနဲ့ဆိုဒီတယ်လာစီမီယာလူနာတွေလည်းအကျိုးရှိတယ်ဒီ hemophilia လူနာတွေလည်းတွေးရှိတယ်အဲ့တော့ဆရာဝန်တွေသာမကပေါ့နော်ဟိုကျမ်းမာနေတဲ့လူငယ်လူရွယ်လူလက်ပိုင်းအကုန်လုံးသွေးလူရှင်တွေဖြစ်ဖို့အများကြီးလိုအပ်ပါတယ်ဒါနဲ့မကသေးပါဘူးသွေးလူရှင်ဆိုတဲ့နေရာမှာစေတနာသွေးလူရှင်တွေလိုအပ်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့အခချင်းငွေပေးပြီးတော့မှเนาะအလွယ်တကူเนาะရလူခေါ်လာတဲ့သွေးလူရှင်တဲ့စာလို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့အခုသွေးရလဲစိတ်ချတဲ့သွေးဖြစ်စေချင်တာပေါ့เนาะသွေးမှာယောဂပိုးကင်းစင်တဲ့သွေးလိုချင်တော့စေတနာတန်လေးနဲ့เนาะလှူတဲ့သွေးလူရှင်တွေကိုအမြဲတမ်းပဲအလိုရှိနေတော့ဒါတွေကိုကြုံတိုင်းတိုက်တွန်းမှာဆရာကိုယ်တိုင်လည်းတစ်ချိန်တော့ဆိုသွေးမှန်လူခဲ့တယ်အခုဆိုရင်ကိုယ့်ရဲ့နီးကိုယ်တိုင်သွေးလာလူဖို့သူ့ကိုတိုက်တွန်းနေဆော်ဩတယ်သူလာလူတာနှစ်ခါရှိပါပြီတော့နော်အဲ့ဒီတော့သွေးလူရဲဆိုတာကိုယ်မှာဘာမှမဆုံးရှုံးသွားပါဘူးဘာဖြစ်လို့လဲဆိုတော့ဟိုရေဘူးရရေလို့တွန်းပြစ်လိုက်တာမဟုတ်ဘူးကိုယ်စီရသွေးကိုထုတ်လိုက်လို့ရှိရင်မကြခင်ပဲနောက်တစ်ပတ်နှစ်ပတ်အတွင်းကိုခန္ဓာနေပြန်ပြီးတော့ဖြည့်ဆည်းပြီးတော့ပြန်ပြီးတော့ဒီသွေးကိုပြန်ပြီးတော့အစ်စ်ပြန်ဖန်တီးလိုက်တာဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့ဒီမှာဒီလိုကျင်းပခွင့်ရတာကိုပဲအင်မတန်ဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုစောစောကဆရာတင်ပြတယ်လို့ပဲနော်စိတ်ကူနေတာလူနာအတွက်ကူတာနော်အဲ့တော့အခုဆိုလို့ရှိရင်ဒီလိုလူနာအသင်းတွေဖြစ်လာတဲ့အခါမှာဆရာတို့ဘက်ကလည်းပို့ပြီးကုရတာလွယ်ကူသွားမယ်လို့ထင်တယ်နော်စနစ်တကျသူတို့ယောဂအကြောင်းကိုသူတို့တိတ်ချာချာသိနာလဲသွားပြီဘယ်လိုကုရမလဲဆိုတော့လည်းသိသွားပြီနော်ဆရာဝန်ကြီးဆေးကပြန်ချိန်တဲ့အခါလဲပြန်လာရမယ်ဘာအတွက်အရေးကြီးတယ်ဆိုတာလဲသိသွားပါပြီပေါ့နော်ဒါကြောင့်အင်မတန်မှဒါကောင်းပါတယ်အဲ့တော့တစ်ဖက်တစ်လမ်းကလည်းဆရာဝန်ကြီးကျန်းမာရေးဝန်ထမ်းတွေကလူနာဘက်ကနေပြီးတော့မြင်ပေးဖို့လိုပါတယ်နော်စောစောကပြောသလိုပဲ patient centered care ဆိုအမြဲတမ်းလူနာတွေကအခက်ခဲကိုလူနာတွေရဲ့အခက်ခဲကိုနားလည်ရမယ်မေးမြန်းရမယ်သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရမယ်ဒါမှပဲเนาะဒီပြည်သူလူထုရဲ့ကျန်းမာရေးကိုအပြည့်အဝဆောင်ရွက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီလိုပြောခွင့်ရတာကိုအင်မတန်ဝန်တော့ပိုဝန်းသွားတော့ဒီလူအုပ်ကြီးကိုတော့လူနာတွေရဲ့သူမိသားစုတွေရဲ့ဒီလိုကြမ်းကြမ်းမာပျော်ပျော်ရွှင်ရွှင်တွေ့ရတာကိုအင်မတန်ဝန်းသာပါတယ်ယောဂရှိလို့လုံးဝစိတ်ဓာတ်မကြပါနဲ့ဟိုမှာကျွန်တော်တို့ဒီယောဂကိုပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဟိုမှာကိုအောင်ကျော်ထိတ်မှထိုင်နေပါတယ်နော်ကိုအောင်ကျော်တစ်ချိန်လုံးဆိုရင်မျောလင့်ချက်မရှိဘူးတော့ထင်ရတာအနှစ်20ကျော်ပါပြီနော်ဆရာတို့အဆောင်မှာတက်လာပါတယ်သူ့ပေါင်မှာသွေးလုံးကြီးကဟိုအုံသီးလုံးလောက်ကြီးတယ်အဲ့ဒီကနေပြီးရေပြားကိုပေါက်ပြီးတော့သွေးရိုးစိမ့်ဒါလည်းမကအောင်အဲ့ဒီမှာပိုးတွေဝင်ဒီပိုးတွေကလည်းဆေးမတိုးတဲ့ပိုးတွေနဲ့ပေါ့နော်ဒါပေမဲ့သူဇွဲရှိနဲ့တစ်နှစ်ကျော်ကုခဲ့ပါတယ်ဒီနေ့ဒီရက်မှာထူးထောင်ထောင်နဲ့ဟိုတနေ့ကဆရာတို့ရဲ့ဒီသွေးရောဂါညီလာခံမှာစင်ပေါ်မှာတက်ပြီးတချင်းဆိုတော့ဆရာတော်တော်လေးပီတိဖြစ်ပါတယ်အားရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချိန်တုန်းကဒီလောက်တောင်ကြီးကျယ်ဖြစ်ခဲ့တဲ့လူနာတယောက်ကဒီနေ့တော့တချင်းတောင်စုံနေနိုင်ပြီပေါ့အဲ့ဒါဒေါက်တာအောင်ကျော်ပါအဲ့တော့ကိုအောင်ကျော်ပါအဲ့တော့ဘယ်သူမှဒါအားငယ်စရာအကြောင်းမရှိဘူးအခက်ခဲရှိရင်လာကြပါတိုင်ပင်ကြပါရှောင်မနေပါနဲ့ရင်ဆိုင်လို့ရှိရင်ကြော်ထားလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်